Rafa ဆိုရင်မိုနဲ့ iPhone ဆိုရင် Rafa ဆိုရင်ရှောင်း Rafa ဆိုတာကြောက်ကြတယ် Rafa မကောင်းဘူး Rafa မကောင်းဘူးဆိုပြီးတော့ပြောနေတဲ့လူတွေကကျွန်တော်ထင်တော့ Apple ကထုတ်တဲ့ Rafa Base ကိုမသုံးသေးဘူးလို့ကျွန်တော်ထင်တာပဲဟိုကျွန်တော်ပြောတာ Apple ကထုတ်တဲ့ Rafa Base เนาะတခြားဟာမပေါ့ဆိုတော့ကျွန်တော်ပြီးရင်ဒီနားလေးမှာပုံလေးကျွန်တော်တင်ပေးတာ Apple ကထုတ်တဲ့ Rafa Base တွေကိုခင်ဗျားတို့သုံးကြည့်ဘယ်လောက်ထိ quality ကောင်းလဲဆိုတာကိုသိရလိမ့်မယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရောင်းမှုတယ်ဂျားထဲမှာလည်းကျွန်တော်ဥစား iPad တစ်လုံး iPad Pro တစ်လုံးကျွန်တော်ရောင်းမှုတယ် Apple ကထုတ်တဲ့ Rafa Base အဲ့တော့မိတ်ဆွေတို့တခုကျွန်တော် sharing လုပ်ချင်တာက Apple ကထုတ်တဲ့ Rafa Base ဖုန်းတွေရှိပါတယ် iPad တွေပဲဖြစ်ဖြစ် iPhone တွေပဲဖြစ်ဖြစ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥမာဗျာဒီ Randy 1 year အတွင်းထဲမှာ error တက်လို့ပြန်ပို့ထားတဲ့အလုံးမျိုးတွေစသဖြင့်တခုတခု error ဖြစ်နေတဲ့အလုံးတွေကို Apple ကသူ့ရဲ့ technician တွေနဲ့သူပြင်တယ် service ပြန်လုပ်ပြီးတော့ဒီ plugin ပြန်လုပ်တာသူကကြတော့အသစ်ဖုန်းကအသစ် body အသစ်ဟို iPad ဆိုလို့ရှိရင်လည်း iPad body လုံးဝ new plugin ပိတ်နဲ့ပြန်ရမှာအဲ့တော့ plugin ပိတ်နဲ့ပြန်ရမယ်ဆိုတဲ့နေရာမှာ Apple ကဘယ်လောက်ထိဒီဘယ်လိုပြောရမလဲ customer ပေါ်မှာတစ္ဆာရှိတယ် customer ပေါ်မှာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးပြောပြမယ်အဲ့လိုပြင်ထားတဲ့ဆင်ထားတဲ့အလုံးတွေကိုသူ plugin ပြန်ပိတ်ပြီးတော့တခြား official device တွေနဲ့တူတူပဲရောင်းလို့ရတယ်ဘယ်သူမှလည်းသိမှာမဟုတ်ဘူးဗျာဘာကြောင့်လဲဆိုတော့ setting ထဲမှာလည်းကြည့်လို့မရဘူးခင်ဗျာဘယ်ထဲမှာမှလည်းသွားကြည့်လို့မရအောင်အဲ့တော့ Apple ကဘယ်တော့မှအဲ့လိုမလုပ်ဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာပြောချင်တာကျွန်တော် Apple က commission ပေးထားရတယ်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လေးလာရသလောက်တွေးမိတဲ့ဟာကျွန်တော်သဘောကျတဲ့အချက်ကိုကျွန်တော်ပြန်ပြီး sharing လုပ်ပေးတာအဲ့တော့ Apple ကအဲ့လိုမျိုးပြန်လုံးထားတဲ့ပြန်ပြင်ထားတဲ့အလုံးတွေကို तू ကဘယ်လိုပြန်ရောင်းလဲဆိုလို့ရှိရင် box ကအစမတူကျွန်တော်တို့ maybe ထားပါတော့ကျွန်တော်တို့ iPhone 17 Pro Max ရဲ့ box ကိုမိတ်ဆွေတို့သိလိမ့်မယ်သူ့ရဲ့အနောက် cover အနောက် back design ပုံနဲ့ဘူးပေါ်မှာပါတယ်အဲ့ဒီနေရာမှာ Apple က refurbish iPhone 17 Pro Max ဆိုလို့ရှိရင်သူကအဲ့ဒီလိုမျိုးဘူးပေါ်မှာအဲ့ဒီလိုမျိုးအနောက်က back design မပါတော့ဘူးဘူးကအဖြူနဲ့ပဲလာမယ်အလုံးကအဖြူ plain အဲ့ဒီအဖြူ plain ရဲ့ပုံမှာသူ့ရဲ့ဖုန်းဆိုလို့ရှိရင်17 Pro Max 17 Pro Max ရဲ့နာမည်ပါမယ်အောက်မှာ Apple certified refurbish ဆိုပြီးတော့ပါမယ်ဒါပဲဆိုတော့ပြောချင်တဲ့သဘောပါဗျာ Apple ကပြင်ထားတဲ့အလုံးကိုသူက refurbish ဆိုပြီးတော့ပြန်ပြီးတော့ plugin ပြန်လုပ်ပြီးရောင်းတယ် plugin ရောင်းတာနော်ဒါပေမဲ့အဲ့ဒီ plugin ရဲ့ဈေးကကျွန်တော်တို့အခုနဝယ်တဲ့ official device ကဈေးနဲ့ကွာတယ်ဘယ်လိုကွာလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးသက်သာတာကိုတွေ့ရ refurbish ကအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံမှာတော့ refurbish က official ဝယ်လို့မရဘူးပေါ့နော် Apple ကထုတ်တဲ့ refurbish ကတခြားနိုင်ငံတွေမှာတော့ရတယ်အဲ့တော့အဲ့လိုအလုံးမျိုးတွေကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးသုံးလို့ရတယ်ဒီက official လုံးပဲဘာမှလည်း error မရှိဘူးပြောချင်တဲ့သူကတခုတခုစိတ်ပိုင်းတခုခုဥမာပြမှန်ကွဲသွားလို့မှန်လဲထားတယ်တခုတခုလဲထားတယ် Apple ကပဲလဲထားတာသူကိုယ်တိုင်ပဲပြန်ပြီးတော့အသစ်ပြန်ပြီးတော့လုံးထားတယ်ပြီးတော့ပြန်ထုတ်တယ်ပေါ့အဲ့တော့ Apple ကဒီဟာ official device ဆိုပြီးတော့ပြောရောင်းလို့ရတယ်ဒါပေမဲ့ refurbish ဆိုပြီးတော့ပုံမှန်လေးလေးပြောပြီးတော့ဈေးလဲလျှော့ပြီးရောင်းတယ်အဲ့တော့အဲ့ဒီလိုအလုံးတွေကိုမိတ်ဆွေတို့သုံးကြည့် price to performance အဲ့မှာတွေ့ရလိမ့်မယ်အဲ့တော့ဈေးသက်သက်နဲ့ကျွန်တော်တို့ packing လဲကြရမယ် Apple ကထုတ်တဲ့ဖုန်းလဲကြရမယ်အဲ့ဒီနေရာမှာ model number မှာဘာနဲ့စတယ်ဆိုတဲ့ဟာအဲ့ဒီမှာကြည့်ရအဲ့တော့မိတ်ဆွေတို့ကထင်နေတာဒီမှာ refurbish တွေ refer ဆိုလို့ရှိရင် P နဲ့စတယ်တို့ F နဲ့စတယ်တို့ model number မှာဒါတွေကအလွတ်ကျက်ထားတာဗျာဒါပေမဲ့တကယ်နဲ့အခုရောင်းနေတဲ့တရုတ်ကလာတဲ့တို့ဘယ်ကလာတဲ့တို့ refer တွေအကုန်လုံးကဘယ်ဖုန်းမှာ P တွေ F တွေနဲ့မစအောင်ကြိုက်တဲ့ model ကြိုက်တဲ့ refer ကိုကြည့်အကုန် M နေနဲ့ကြီးပဲစတာမသိ official device တွေကြီးပဲအဲ့လိုမျိုးအလုံးတွေကြတော့တချို့တွေမသိဘူးခံနေရတယ်ဒါပေမဲ့ပြီးွားရင်တော့ refer မကောင်းဆိုပြီးတော့ပြီးပြောနေတဲ့လူတွေကဒီ customer တွေနဲ့ပဲလိုက်တယ်လို့ပဲကျွန်တော်ထင်တာပဲဒါဟုတ်ဆိုဒီ refer ဆိုတာကပြောမယ်ဆိုလို့ရှိရင်ဗျာ Apple ကထုတ်တဲ့ refer လောက်ဘယ်မှတော့မကောင်းပြန်လုံးထားတဲ့အလုံးတွေကြီးပဲဆိုတော့ကျွန်တော်တို့ဆိုင်မှာလည်း refer မရောင်းပါဘူးလို့ဟိုကမဖြစ်ပါဘူးဒီကမဖြစ်ပါဘူးကျွန်တော်ဗီဒီယိုတွေကြည့်နေကြလို့ဆိုသိနေမယ်ကျွန်တော်အဲ့ဒါတွေသိပြီးတော့ပြောထားတော့မရှိဘူးဒါပေမဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့ topic ကဘာလဲဆိုတော့ Apple ကထုတ်ထားတဲ့ refurbish ကိုမိတ်ဆွေတို့မသုံးဘူးသေးဘူးဆိုလို့ရှိရင် refer မကောင်းဆိုပြီးတော့မပြောနေပါနဲ့ refer ဆိုတာကျွန်တော်ပြောတာ Apple ကထုတ်တဲ့ refer ကိုပြောခြင်းဖြစ်ပါတယ်ကျန်တဲ့ refer တွေတခုမှမပါပါဘူးခင်ဗျာအဲ့တော့ကျန်တဲ့ refer တွေကျွန်တော်တို့စင်းနေလဲမသွင်းပါဘူးရောင်းလဲမရောင်းပါဘူး
ဆိုတဲ့အတွက်အဲ့ဒီ refer တွေကိုမိတ်ဆွေတို့သုံးမိနေပြီဆိုလို့ရှိရင်လည်းအဲ့ဒီရဲ့ quality ကိုမိတ်ဆွေတို့ကိုယ်တိုင်ခံစားနေရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နောက်ဆိုလို့ရှိရင် Apple ကထုတ်တဲ့ refer page တွေကျွန်တော်ရရင်လည်းကျွန်တော်ဝယ်ချင်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းရောင်းချင်ပါတယ်အဲ့တော့တကယ်လို့ကျွန်တော် post တင်ပြီးသွားရင်လည်းကျွန်တော်ထပ်ပြီးတော့အဲ့ဒီ refer page ကိုထပ်ပြီးတော့ပြရပါမယ်ကျွန်တော်ရောင်းထားပူးတဲ့ iPad လေးလည်းကျွန်တော်ဒီ video လေးထဲမှာကျွန်တော်ပုံလေးပြထားပေးမယ် refer page ပါအဲ့တော့ refer page ဆိုလို့ရှိရင်မိတ်ဆွေတို့ဒီအထင်သေးနေတဲ့အရာကြီးကိုဖျောက်သိမ့်ပြီပေါ့နော်အဲ့တော့ refer page က Apple ကထုတ်တဲ့ refer page တွေအများကြီးရှိပါတယ်တကယ်လည်း quality ကောင်းပါတယ်အဲ့တော့စမ်းပြီးတော့ကြုံခဲ့တယ်ဆိုလို့ရှိရင်သုံးကြည့်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလုပ်ရတဲ့ရွေးချက်ကအဲ့ဒါလေးပါပဲခင်ဗျာနောက်လည်းသိချင်တဲ့အရာလေးရှိရင်ကျွန်တော် comment ထဲမှာမေးသွားလို့ရပါတယ်ကျွန်တော် reply လေးတွေပြန်ပြီးတော့လုပ်ပေးပါပဲခင်ဗျာကျေးဇူးတင်ပါတယ်